မင်္ဂလာပါမမတို့ရေဒီနေ့ကတော့ဘဲဥကိုအနှစ်မြများနဲ့ချစ်ချင်းလေးချက်မှာပေါ့နော်ပထမဆုံးဘဲဥကိုပြုတ်တဲ့ခါကျအောင်စရင်လေဘဲဥကိုကြက်နေအောင်ပြုတ်ရမှာနော်ပြီးလို့ရှိရင်ချင်းချက်သွဖြူချက်သွနေကိုငင်းပြီးအယောင်မှုတ်ရဲ့နွင်းလေးနဲ့ငယ်နဲ့စိမ့်သားငပိလေးနည်းနည်းထည့်တယ်ပေါ့နော်အရသာအတွက်ပြီးလို့ရှိရင်ညက်နေအောင်ထောင်ပြီးပေါ့နော်ဒီချိန်မှာဘဲဥနေရလဲရနေပြီပေါ့နော်ဘဲဥနေရနေပြီဆိုတော့ရေအေးလေးနဲ့ခဏဆိုင်လိုက်မယ်ဆိုင်ပြီးလို့ရှိရင်ဘဲဥကိုလေခွဲတဲ့ခါကျရင်ဓာတ်နဲ့မခွဲဘဲနဲ့အချီမြင်လေးနဲ့ခွဲတာပို့ပြီးတော့အနှစ်ကိုညီစေတယ်ပေါ့နော်ပြီးလို့ရှိရင်ထောင်းလာတဲ့ဟာလေးတွေကိုစီတက်မယ်ပေါ့နော်စီတက်တဲ့ခါကျတော့ရှင်မွေးနေအောင်လို့ကြလေးစီတက်ပေးရမယ်နော်အရသာတော့စားနဲ့ကြက်တောက်လေးနည်းနည်းထည့်တယ်ပြီးလို့ရှိရင်အရင်လောက်မှဖြစ်တဲ့အတွက်မကြီးရည်လေးအရင်ထည့်တယ်ပေါ့နော်အနှစ်အရေလေးကိုအရင်လောက်တော့မှအနှစ်အရေရလို့ရှိရင်ဘဲဥလေးကိုမှောက်ရက်လေးထည့်ရမယ်ပေါ့နော်ဘဲဥကိုထည့်တဲ့ခါကျလို့ရှိရင်လေပလက်တာထက်လေမှောက်ရက်ထည့်တာပို့ပြီးတော့အနှစ်ကိုမထွက်စေဘူးပေါ့နော်မီးကိုလည်းအေးလေးထားပေးရမှာပေါ့နော်မှောက်ရက်လေးထည့်ပြီးတဲ့ခါကျရင်နည်းနည်းကြလေး